ပေးတဲ့အခါမှာသူကပြောတယ်ဆိုတော့မန္တလေးဆိုတာဗမာပြည်ရဲ့ဗဟိုကျတဲ့နေရာဖြစ်တယ်။ရန်ကုန်သွားမလားရှမ်းပြည်သွားမလားကချင်ပြည်သွားမလားကလေးမြို့သွားမလားအဲ့ဒီမှာဘာလို့သူကနေရာချတယ်လဲဆိုတော့မြန်မာပြည်အနှံ့မှာအဲ့ဒီကလေးတရားကိုဝေငါဘုရားသူကအဲ့ဒီမှာယူပါယူရတယ်ဆိုပြီးတော့ပြောတဲ့အခါမှာကျွန်တော်အရန်နဲ့ခေါ်ရတယ်နောက်ပြီးသူကပါစစ်တော်တယ်ဆိုတော့အခုမန္တလေးနဲ့စာရင်ရန်ကုန်ကတော့လမ်းဖတ်စစ်တွေကောင်းတယ်ဒါပေမဲ့ဘုရားသခင်ကငါ့ကိုပို့တဲ့ကြောင့်ပါဆုတောင်းတယ်မကြခင်မှာဗာလဲကြီးစားရထားတယ်အရှိနောက်တော်မြောက်သွားလို့ရတယ်လမ်းပတ်စစ်တွေမကဘူးနိုင်ငံခြားကိုဒါလိုက်သွားလို့ရတယ် international airport တွေလည်းရှိလာမယ်ဆိုပြီးတော့သူကဆုတောင်းတယ်အဲ့မှာကျွန်တော်တိတ်မယုံဘူးရဒါပေမဲ့ဟိုကလောလေးပဲကျွန်တော်သတင်းစာတွေကြည့်ရင်လည်းပေါ့နော်အခုမှလည်းမှာ international တပါလုံးကိုသွားလို့ရတဲ့နေမင်းတိဆောက်နေပြီဟာလေလုယာ passport တော်မှရန်ကုန်မှာတင်ဆက်မလို့မန္တလေးမှာတင်ပြီးတော့သွားလို့ရတဲ့အဆင့်ထိဆရာရဲ့ယူပါယုံပို့ဆောင်ကောင်းချီးပေးနေတယ်ဆိုတာကျွန်တော်တက်ခါတာဖြစ်တယ်တကယ်ဆရာရဲ့ဆုတောင်းမှုစက္ကန့်မှုတကယ်အောဆိုတာကျွန်တော်တခုပြီးတခုရည်သွတ်နေတာတခုရှိသေးတယ်မန္တလေးမြို့လူတိုင်းဖြတ်သွားမှုနဲ့မုံရမန္တလေးဆိုတာချင်းရမ်းပေါ်တယ်ဆရာကမှာပါဆုတောင်းတယ်မန္တလေးမှာချင်းမရှိဘူးဆုတောင်းတယ်နောက်ပြီးတော့သူမန္တလေးအရာပူတယ်ရာတူတူအကောင်းဆုံးပြအောင်ဘုရားလက်တော်ထဲမှာရှိတယ်ဆုတောင်းတဲ့အခါမှာဘုရားခင်ကအခုမန္တလေးဆိုတဲ့အရာအသိမ်းမှာကောင်းတယ်မြို့အနေနဲ့ပေါ့နော်တပါတိတဲ့မြို့အနေနဲ့ဘုရားကပို့ဆောင်နေတာဖြစ်တယ်ကျွန်တော်ဘာလို့အဲ့ဒါပြောတယ်ဆိုတော့ဆရာကိုဘုရားခင်ကအတိမတ်ပြီးတော့အတော်ပြုတ်နေတဲ့ကြောင့်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဆရာရဲ့အသင်းတော်မှာကျမ်းစာကျောင်းလည်းရှိတယ်နော်နှစ်တိုင်းသူ3လကျမ်းစာသင်တောင်းနေပြီလို့လည်းပို့ချပြီးတော့နော်တပည့်တော်တွေဝိတ်ထုတ်တယ်နော်ဘုရားသခင်အတွက်အစီအကံကောင်းတွေကိုဝိတ်ထုတ်ပေးတယ်နော်ဆရာတစ်ပါးလည်းဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ကျွန်တော်တို့ပါဝင်ဖို့နေရာမစ်ရှင်လုပ်ဖို့နေရာမတည်တဲ့လူရှိရင်တကယ်ကောင်းသောမြည်ဖြစ်တယ်နော်ဆရာအတင်းတော်မှာဗုဒ္ဓဘာသာတွေအများကြီးပြောင်းလဲတယ်နော်တကယ်နမိတ်လက္ခဏာနဲ့ဘုရားသခင်ကအသုံးပြုနေတဲ့ဆရာတစ်ပါးဖြစ်တယ်ဆိုတာကျွန်တော်နော်မိတ်ဆက်ပေးခြင်းနဲ့နောက်ပြီးတော့ကျွန်တော်ဒီနေ့နော်ဆရာကိုမဖိတ်ခေါ်ခင်မှာမာကုအခန်းကြီးတဲ့ထဲမှာလူ၄ယောက်ကသူတို့ရဲ့ချစ်တဲ့မိတ်ဆွေတယောက်ကိုခေါ်လာတယ်သူတို့ခေါ်လာတဲ့လူကလေဖြတ်နေတာဖြစ်တယ်သူတို့ထမ်းစင်နဲ့ထမ်းလာတယ်တခင်ယေရှုရှိတယ်ကပင်းတော်မြို့အဲ့ဒီအိမ်မှာလူပြည့်နေတဲ့အတွက်ကြောင့်သူတို့တကားပေါက်ကနေဝင်လို့မရတော့ဘူးလူအနေနဲ့ကြည့်မဆိုရင်နောက်လည်းပြန်ဖို့ပဲရှိတယ်ဒါပေမဲ့သူတို့ရဲ့အချစ်ဆုံးမိတ်ဆွေတယောက်ရဲ့ကျမ်းမာခြင်းကိုပေးပိုင်တဲ့သူကယေရှုပဲဖြစ်တယ်ဆိုတာသူတို့သိတဲ့အတွက်ကြောင့်အဲ့ဒီကနေမပြန်တော့ဘဲနဲ့ယေရှုထံကိုရောက်ဖို့ရမယ်သူတို့နီးလန်းရှာတဲ့အခါမှာတရားပေါက်ကနေဝင်လို့မရရင်သူတို့အမိုးဖောက်နေဆိုပြီးတော့ကုန်ကြမဲ့စရိတ်နော်ဘာဖြစ်မလဲဆိုတာလေနောက်မှပြဿနာကိုနောက်မှရှင်းမယ်ဆိုပြီးတော့အိမ်ခေါင်မိုးကိုဖောက်ပြီးတော့ယေရှုထံကိုအရောက်ဒီလိုလဲသူတို့ချင်းကပ်တယ်သူတို့ရဲ့ယုံကြည်ခြင်းကိုယေရှုကနေတဲ့အခါမှာအဲ့ဒီလေဖြတ်နေတဲ့လူရဲ့နော်အပေါ်မှာဘာပြောတယ်ဆိုတော့တင်တို့ရဲ့ယုံကြည်ခြင်းကြောင့်တင်တို့ရဲ့လူနာချမ်းသာပြီအာမင်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ဘာပြောချင်တယ်ဆိုတော့ကျွန်တော်ဒီနေရာမှာရောက်နေပေမဲ့နော်တကယ်ယေရှုနဲ့ကျွန်တော်အကျွမ်းဝင်ဖို့ကြည့်တွေ့ဖို့ရနော်အခုကတာဘယ်လိုလဲတာစီတဲ့ဂိုင်းကနာဖြစ်မဲ့လူမျိုးရေးဖြစ်မဲ့ပုံကိုရေးဖြစ်မဲ့ဒါပေမဲ့အဲ့ဒီအရာရဲ့အသားစီးကိုမခံမဲနဲ့ဒီနေ့ယေရှုရဲ့ကောင်းမြတ်ခြင်းကိုရယူပြီးပြန်တော်သူဖြစ်အောင်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ဆရာက၎င်းဆရာတော်တော်ပြမဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုအားရပါရဟောလက်ခုပ်တီးပြီးတော့ကျွန်တော်ကြိုဆိုကြရအောင်